စပယ်အယောင်ဆုံး ဘယ်လိုတုံးလိုက်လဲ ဟာ မင်္ဂလာပါ အင်္ဂလာပါခင်ဗျာ မောင်လေးစပယ်ဘာလို့ရမလဲ စပယ်အယောင်ဆုံး crazy color ဆုံးမလား physical လားရောင်ချွတ်ပါနော် ချွတ်မ ဟာအဲ့ဆိုစင်မပြေဘူး ဘာဖြစ်လို့လောက်ပါချွတ်လိုက်စမချွတ်ပဲချွတ်ချင် ချ ချွ ွ တ် တ် ပြီးပဲစိုးပေးချင်တာ ချက်ချင်ဘူး မချွတ်ချင်ဘူးအဲ့ဆိုရင်ဘာအောင်လေးစိုးချင်တာနော်မဲကလာထဲမှာ ခဲဘက်ကိုသွားတဲ့ဟာလို့ဆို ခဲပတ်တာမှာခဲညိုပေါ့နော် ဟုတ်ကဲ့ အဲ့ဒီရောင်ကနေရောနေရဲလား နေရဲ ဒေတာလို့လား သိကြတယ် နေပြီးရင်တပောင်းလေးအမေပြန်မစိုးနဲ့နော် ဆို ဒေတာရနော် ဘာလို့ဆိုသူများနဲ့မတူအောင်နေတယ် သူများနဲ့မတူအောင်နေချင်တာโอเคအဲ့ဆိုသူများနဲ့မတူအောင်ဆာမလှလိုက်ရေးစိုးပေးလိုက် ဟုတ်ကဲ့